ဒီကနေ့ဧပြီလ14ရက်နေ့မှာကြာရောက်တဲ့မြန်မာရိုးရာအတာသကြံအကြနေ့မှာမဟာသကြံပွဲတော်ကိုနိုင်ငံတော်ဝင်စီကားတမြိုက်စွာကျင်းပပြုလုပ်လျက်ရှိပြီးကာကွယ်ရေးဦးစီးချုပ်ရုံးကြီးရီလီမိသားစုများရဲ့မြန်မာရိုးရာအစဉ်လာနဲ့အညီပြုလုပ်တဲ့မြန်မာတက္ကရီ1388ခုနှစ်မြန်မာရိုးရာမဟာသကြံပွဲတော်ရေကစားမှတ်တသို့ဒီကနေ့မနက်ပိုင်းကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နဲ့ဇနီးတော်ကျူကျူလာတို့တွားရောက်ကတက်မတော်မိသားစုဝင်များနဲ့အတူအတားရေးသပင်အားအတူတကွပါဝင်ဆင်နွှဲကြပါတယ်အဆိုပါကာကွယ်ရေးဦးစီးချုပ်ရုံးကြီးရီလီမိသားစုများရဲ့မဟာသကြံပွဲတော်ရေကစားမှတ်တသို့နိုင်ငံတော်သမ္မတနဲ့ဇနီးနဲ့မိသားစုဝင်များဒုတိယသမ္မတဦးညိုစောနဲ့ဇနီးတော်ဆန်းဆန်းအေးဒုတိယသမ္မတဒေါ်နန်းနီနီအေးပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ဇနီးများတက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးနဲ့ဇနီးပြည်ထောင်စုဝန်ကြီးများနဲ့ဇနီးများနေပြည်တော်ကောင်စီဥက္ကဋ္ဌကာကွယ်ရေးဦးစီးချုပ်ရုံးမှအစည်းအဝေးတက်မတော်အရာရှိကြီးများနဲ့ဇနီးများအရာရှိစစ်သည်မိသားစုများအမှုပညာရှင်များရင်းဖွဲ့များနဲ့ဖိတ်ကြားထားသူများစီကားတမ်းမြိုက်စွာဖြင့်တက်ရောက်ကြပါတယ်ဦးစွာနိုင်ငံတော်သမ္မတနဲ့ဇနီးတို့သည်ကာကွယ်ရေးဦးစီးချုပ်ရုံးကြီးရီလီမိသားစုများရဲ့မဟာသကြံပွဲတော်ရေကစားမှတ်တသို့ရောက်ရှိကြရာတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဇနီးတော်နီလာဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ဇနီးဒေါ်နန်းကုကိုအစည်းအဝေးတက်မတော်အရာရှိကြီးများနဲ့ဇနီးများတာဝန်ရှိသူများနဲ့ရင်းဖွဲ့များကကြိုးဆိုနှုတ်ဆက်ကြပါတယ်နောက်နိုင်ငံတော်သမ္မတနဲ့ဇနီးနဲ့အခမ်းအနားတက်ရောက်လာကြသူများသည်မြရီတေဂီတာအဖွဲ့နှင့်အတူနိုင်ငံကျော်အမှုပညာရှင်များရင်းဖွဲ့များကဒေသချင်းများရင်းအကအလှများဖြင့်တီဆိုကပြဖျော်ဖြေမှုများကိုကြည့်ရှုအားပေးကြပါသည်နောက်နိုင်ငံတော်သမ္မတနဲ့ဇနီးတို့သည်အခမ်းအနားတက်ရောက်လာကြသည့်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးနဲ့ဇနီးပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ဇနီးများအစည်းအဝေးတက်မတော်အရာရှိကြီးများနဲ့ဇနီးများအခမ်းအနားတက်ရောက်လာကြသူများအမှုပညာရှင်များရင်းအကအဖွဲ့များအားအတာသကြံရေးကိုမြမရိုးရာအစဉ်လာနဲ့အညီပတ်ဖြန်းပေးကြပြီးအတာရေးသဘင်ပွဲတော်ကိုအတူတကွဆင်နွှဲခဲ့ကြကြောင်းသိရှိရပါတယ်ရှင်